One Championship ပရိသတ်တွေကြမှာအစောကလေးကစိတ်ဝင်စားမှုမြင့်တက်နေခဲ့တဲ့မာလီခင်နဲ့ရူတို့ရဲ့ Heavyweight Champion ကပတ်လူပွဲဟာပြီးခဲ့တဲ့မေလ15ရက်နေ့ကဘန်ကောက်မြို့ရဲ့အထင်ကရ Lumpini Stadium မှာခန်းခန်းနားနားကျင်းပပြီးစီးသွားခဲ့ပါတယ်။ဒီပွဲစဉ်ဟာမာလီခင်အတွက်တော့သူ့ရဲ့ဂုဏ်သိက္ခာကိုပြန်လဲဆယ်တင်ရမယ်လက်စားချေပွဲဖြစ်တယ်လို့ Champion ကပတ်ကိုပြန်လဲသိမ်းပိုက်နိုင်ဖို့အဆုံးဖြတ်ပေးမဲ့တိုက်ပွဲလေးဖြစ်ခဲ့ပါတယ်။ပွဲဆာချင်းပထမအချီတွေမှာတော့နှစ်ဖက်စလုံးခါတိုင်းလိုဝုန်းတိုင်းကျဲတိုက်ခိုက်တာမျိုးမဟုတ်ပဲအမားမခံပဲအပြန်အလှန်အကဲခတ်နေကြတာကြောင့်ပွဲကအနှဲငယ်အေးဆက်နေသလိုရှိခဲ့ပါတယ်။ရူဟာတန်မဏိခန်းစစ်တဖွဲဒေါင်းကပ်ပြီးအခွင့်အရေးကိုစောင့်ဆိုင်နေခဲ့သလိုမာလီခင်လေအရင်ပွဲကတင်ခန်းစာကြောင့်ပိုမိုတတိထားပြီးကစားခဲ့ပါတယ်။ဒါကြောင့်ပရိကတ်အချို့ကမျောလင့်ထားသလောက်အားမရဘူးလို့ဝေဖန်ခဲ့ကြပြီးမြဲဒီကိလက်တွေမှာတော့ဒါဟာ ထိပ်တန်း fighter နှစ်ဦးရဲ့စိတ်သက်စစ်စင်ရဲ့ပြင်းထန်နေတဲ့အခိုက်အတန့်တွေပဲဖြစ်ပါတယ်။ပွဲအတွင်းမှာပြင်းထန်တဲ့ထူးညက်ချက်တွေကြောင့်မာလီခင်ရဲ့မျက်ခုံးကွဲဝါးခဲ့ပြီးတွေးတွေကြတဲ့ကပဲဆက်လက်ရင်ဆိုင်ခဲ့ရပါတယ်။ပွဲပြီးမှတော့ဒီတိုင်းယာကို12ချက်အထိချုပ်လိုက်ရတယ်လို့သိရပါတယ်။သို့တော်လည်းစရုဒအချီ10မိနစ်54စက္ကန့်မှာတော့အလဲပြောင်းဖိပေါ်ခဲ့ပါတယ်။ပြတ်သားပြီးအားပါလာတဲ့လက်တီးချက်တွေကြောင့်ရူလဲကျသွားခဲ့ပြီးနောက်မှာတော့ဒူးတိုက်ချက်တွေနဲ့အဆုံးသတ်နိုင်ခဲ့လာကြောင်းဒိုင်းလူကြီးက TKO နဲ့ပွဲကိုရပ်တန့်ပြီးခဲ့တာပါတယ်။အောင်မြင်မှုအပြီးမှာတော့မမျော်လင့်လာတဲ့အခြေအနေတစ်ခုအနေနဲ့နှစ်ဖက်အဖွဲ့သားတွေကြားမှာအနည်းငယ်ယုံရင်းဆန်ကပ်ထည့်ပွားခဲ့ပါတယ်။ဒါဟာဒီပွဲအပေါ်နှစ်ဖက်စလုံးကဘလောက်ထိအနိုင်လိုချွန်းစိတ်ပြင်းထန်နေတယ်လဲဆိုတာကိုသက်သေပြနေတာပါ။အထူးခြားဆုံးသတင်းစကားကတော့ပွဲအပြီးမှာထပ်ပေါ်လာခဲ့ပါတယ်။ Champion ကပတ်ကိုဂုဏ်သိက္ခာရရှိပြလဲရယူနိုင်ခဲ့တဲ့မာလီခင်ဟာသူ့ရဲ့ကစားသမားဘဝကနေအနားယူတော့မှချွတ်ချောတရားဝင်ကြေညာလိုက်တာပဲဖြစ်ပါတယ်။ Heavyweight ကညာရဲ့ဗရီယန်တမားလို့တတ်မှတ်ခံထားတဲ့သူဟာအောင်မြင်မှုအထွတ်အတေးမှရှိနေစဉ်မှာပဲအနားယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ MMA လောကအတွက်တော့မျိုးစရာဆုံးရှုံးမှုတစ်ခုဖြစ်လာမှာပါ။ဒီပွဲစဉ်ဟာမာလီခင်အတွက်တော့အောင်မြင်မှုအတော်မှာလှပစွာအဆုံးသတ်နိုင်ခဲ့တဲ့သမိုင်းဝင်ပွဲစဉ်တစ်ပွဲအဖြစ်ခြံရစ်တော်မှာပဲဖြစ်ပါနေ။ BOA United Sports and MMA Channel ပရိသတ်ကြီးတို့ကိုအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ MMA သတင်းတွေနဲ့အားကစားသတင်းတွေကိုအမြဲတင်ဆက်နေတာဖြစ်လို့နောက်ထပ်ဗီဒီယိုသစ်တွေကိုလက်မလွတ်ရအောင်ကျွန်ုပ်တို့ရဲ့ BOA United Sports and MMA ကို like နဲ့ subscribe လုပ်ထားကြဖို့မမေ့နဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်